ဟုတ်ပါတယ်ကျွန်တော်တို့ဒီငါဒီကကျွန်တော်တို့စစ်ပွဲနေကဒီစကားမကန်ပြီးဒီလီဂိုကန်ပြီးမီလိုမူဒီကကျွန်တော်ရှာလို့နေရာဒီဖိတ်ပါတယ်ဒီကတင်ကမနေပြီးကျွန်တော်ဒီစစ်ပွဲနေကဒီငါတို့ဒီနေရာတို့ကျွန်တော်တို့မရဖိတ်ပါကျွန်တော်တို့ဒီငါချက်အရိကြီးနေရာတို့ရောင်းနေတယ်ကျွန်တော်ဒီငါချက်အရိကြီးအလုပ်ကိုကျွန်တော်လုံးနေတယ်ဆိုတော့ကျွန်တော်ဒီနေရာတို့မရဖိတ်ပါကျွန်တော်တိုက်ပွဲမှာဖိတ်ပြီးခါပေါင်းကျွန်တော်တို့ဒီပီတူလီဆိုနေပြီးစိတ်ချောလက်ကပြီးအဲ့ဒီကောင်းနေရာတို့အဲ့ဒီကောင်းနေရာတို့ရောင်းပြီးတော့ဖိတ်ပါတယ်ရောက်တဲ့နေ့ပြီးကျွန်တော်တို့ဒီငါတို့ကိုနောက်ကျွန်တော်လေးတောင်းစီရောကျွန်တော်တို့အလုပ်လုပ်နေနေရှိပါတယ်ရောက်တဲ့နေ့ပြီးကျွန်တော်လက်ရှိမိဘရဲ့ပကတိအနေနဲ့ကိုတခါလောက်ပြီးပါလက်ရှိဒီရှင်တိမိဆိုမငင်းရပါဘူးဟင်းရပါတယ်ဒီတောင်းဝတ်ချောင်းပါတယ်ဒီနေရာတမွေးပါကျွန်တော်ဒီဖက်ခန်းကိုတခါလောက်ကြည့်ပြီးပါကျွန်တော်တင်ရဆိုဒီတမွေးဆိုဆုံးပါတယ်ကျွန်တော်ဒီနေ့ဒီဆိုအယောင်ငါပေါ်နေပြီကျွန်တော်တခုလေးတော့မင်းတခုကနေမရှိအနေချတခုပါလူတွေမိပါရနောက်ငါတီးလေးမရှိပါညောင်းကိုနေပြီကျွန်တော်မရှိဆိုင်ကျွန်တော်ဒီပြည်ပြည်ရဲ့ဒီအဆောက်အဦအနေနဲ့ချက်ခေါင်းပြီးညောင်းတီးကိုဒီကျွန်တော်ပြည်ပြည်ခက်ခဲကြနေတယ်ကိုကြောချီကနေပြီးဒီမဟင်းငါဒီကိုသူမှကြံခက်တယ်ဒီငါဒီအောင်ဆောင်ခပ်ခဲကြောချီကဒီပဲရဲစစနေပြီးလီဂိုပိုက်ခမူဒီနာဝီလုံးနေပြီးကျွန်တော်ဒီအားလုံးကိုပြီးရှာပြီးဖြည့်စီခါပါလေကျွန်တော်တူရပါလေဆိုလေးတွေ့ရပါဝမ်းရဖို့ကောင်လေးတွေ့ရတယ်နောက်ကြည့်ဖို့ကောင်လေးတွေ့ရပါဟုတ်ပါပြီဒီခဏတော့ခါတော့ဒီပေါင်းကြောင်ကြီးကိုခါတော့လက်ကြည့်ပြီးပါဟုတ်ပါကြည့်ကြအောင်ပါပဲလေမင်္ဂလာဟုတ်ပါလေလက်ရှိမှာဆိုလို့ကျွန်တော်တို့ဒီလူမဆိုင်လူတွေမှာအထက်မှာလွတ်နေပါလေကျွန်တော်တို့ကနေပြီးဒီငါတိမှနေပြီးရီဘောတိမှနေပြီးအတက်အန်ဂျယ်နဲ့နီးစပ်ပြီးအောင်ဆောင်ဆိုင်ပြီးကျွန်တော်တို့ဒီနီးစပ်ကြီးနေရာတိမှာကျွန်တော်တို့အလုံးလုံးရပါတယ်